ရန်ကုန်တိရစ္ဆာန်ရုံသွားတိုင်းလေဒီလိုမျိုးကြားတဲ့ချင်းသေးတွေကိုအနီးကပ်ကြည့်ဝင်မရခဲ့ဘူးပေါ့နော်အမြင်နဲ့တနိုင်နေချထားတာအခုမှတကယ်ကိုကြားအစ်စ်ချင်းသေးအစ်စ်တွေကိုအနီးကပ်ကြည့်ဝင်ရခဲ့ရပါဒါကတော့ရန်ကုန်တိရစ္ဆာန်ရုံမှာပဲတကယ်ကိုရှိရင်လူသိမ့်မသိတဲ့နေရာလေးပေါ့နော်ဒီနေရာလေးကကြတော့ဒါရုပ်လုံးသွင်းထားတဲ့နေရာလေးပေါ့နော်မင်းတို့ဒီဝေလာငါပြတိုင်းနာမရှိပါတယ်သူတို့ကိုမေးကြည့်လို့ရပါတယ်ဒါလေးက free ကြည့်ခွင့်ရှိပါတယ်ပေါ့နော်ဝင်ကြေးပေးစရာမလိုဘူးသူက building တစ်ထပ်ရှိရပေါ့နော်အောက်ထပ်ကောပေါ်ထပ်ကောအပြည့်လုံးမှာဒီလိုမျိုးသူတို့သိဆိုင်ရုံကနေတည်ဆုံးသွားတဲ့တတဝါလေးအကုန်လုံးရဲ့ဒီရုပ်လုံးကိုသွင်းထားတာပေါ့နော်ဒီအသေးလေးကိုရုပ်လုံးသွင်းထားတာပဲဖြစ်ပါတယ်အဲ့တော့အကောင်အစ်စ်ကိုကိုယ်တိုင်မြင်ရတာပေါ့နော်အနီးကပ်ကိုယ်တိုင်မြင်ရတယ်လုံးဝတစ်ချာဒီတေးကိုမြင်ရပြီးတော့မှအော်ဒါချင်းသေးကတကယ်အနီးကပ်ကဒီလိုမျိုးပါလားကြားဒီလိုမျိုးပါလားဆိုတော့အနီးကပ်ကြည့်ခွင့်ရခဲ့ရပေါ့နော်ကွယ်နံပါတ်လူနေရာမျိုးရှိရဲဆိုတာကိုတကယ်မသိခဲ့ဘူးပေါ့နော်မောင်လေးတွေဝေးလာငါးပြလိုက်ကိုလိုက်ပြရင်နဲ့မှာအဲ့ရဦးလေးတယောက်ကနေပြီးတော့သမီးရဲ့ဟိုဘက်ကိုသွားကြည့်လိုက်အဲ့ဘက်တွေမှာတကယ်အစ်စ်တွေကိုလှုပ်ထားတာရှိရဲတဲ့ပြီးတော့တကယ်တော့ပုံစံမျိုးလဲသူတို့ creation လုပ်ထားတာလည်းရှိရဲပေါ့နော်ဝင်ကြီးလဲပေးစရာမလိုဘူး free သွားကြည့်လို့ရရဲဆိုတော့ဒါပေမဲ့သွားကြည့်လိုက်တာပေါ့နော်အရန်အံ့ဩသွားတယ်ဒီမှာတည်ဆုံးထားတဲ့သိစံလေးတွေကအများကြီးရှိတာကိုတွေ့ရတယ်ပေါ့နော်စစ်ချင်းလဲတော်တော်လေးတော့မကောင်းဘူးပေါ့နော်ချို့တဝါလေးဆိုလို့ရှင်မမြင်နိုင်ရတဲ့တဝါလေးရှိရဲပေါ့နော်ပန်တာလေးတို့ပြီးလို့ရှင်ကြားဖြူလေးတို့ဘာလို့ဆိုရှင်မတွေ့ရတော်တော်လေးကြာနေရောလေငယ်လုံးကပဲတွေးခဲ့ရဆိုမတွေ့ရတော်တော်ကြာနေဘယ်ရောက်သွားလဲဆိုပြီးစိတ်ဝင်စားနေရတကယ်တော့ကလေးတွေကဆုံးသွားတာဖြစ်ပါတယ်။တိတ်ဆုံးသွားတဲ့တိရစ္ဆာန်လေးကိုဒီလိုမျိုးအမှတ်တရရုံလုံးသွင်းထားတော့လေဒီနောက်လူတွေကကြည့်လို့ရတာပေါ့နော်။အမှတ်တရလည်းပိုဖြစ်တယ်။တကယ်ကိုအကောင်ကြီးကမနှဲပါဘူးမျိုးစားမျိုးစုံတရဝါမျိုးစုံတိတိကွကွလေးကနေပြီးတော့တို့အကြီးကြီးကိုတေချာလေးရုံလုံးသွင်းထားတာကိုတွေ့ရပါတယ်။ဒါလေးကတော့တကယ်ကိုမှကြောက်သွားလို့ရှိရင်လေတပုံထဲမှာထပ်ပို့ပြီးတော့လုံးဝဝုန်းနဲ့ဖြစ်သွားစီရဲပေါ့နော်။တကယ်ကိုမြင်ကွင်းလှလေးနဲ့သူတို့တော့အုပ်ပုံစံလေးကိုမှခုနလိုပဲတဝါအစ်စ်ကလေးကိုရုံလုံးသွင်းပြီးတော့တေချာလေးဖန်တီး creation လုပ်ထားတာလေးပါတော်တော်လေးကြည့်လို့ကောင်းပါတယ်တပုံရိုက်လို့ရှင်တော်တော်လေးလှမယ်ပေါ့နော်ပြင်မာမြင်ရတဲ့ view ကတော့လုံးဝတကယ်တော့အုပ်တဲ့ကိုရောက်တော့သူတို့ခန်းစားချက်ကိုပေးပါတယ်ဒါလေးကိုရန်ကုန်သိမ်းဆိုင်ရုံမှာပဲရှိပါတယ်เนาะတခြားရှာပြီးတော့ကြည့်လို့ရပါတယ်